မင်္ဂလာပါကျွန်မနာမည်ကတော့လွန်ရဟာဖြစ်ပါတယ်ရှင်ကလေးနာမည်ကတော့တင်ဆန်ဟွေဖြစ်ပါတယ်ရှင်မြေလိပ်စာကတော့ချင်းပြည်နယ်ပြည်သိမ်မြို့နယ်ချာမော်ရွာသစ်ဖြစ်ပါတယ်ရှင်မိဘတို့ရတော့ဘောလို့ကြကြပါတယ်ရှင်ကျွန်မတို့မောင်နှမကတော့9ယောက်ဖြစ်ပါတယ်ရှင်ကျွန်မကတော့အကျေဆုံးပါညီမလေးကတော့10ယောက်မြောက်ဖြစ်ပါတယ်ရှင်ခလေးလေးအသက်က9နှစ်ကျော်ပါပြီရှင်မောင်နှမထဲကတူတယောက်ထဲပဲနှလုံးရောဂါခံစားရတာဖြစ်ပါတယ်ရှင်ဆယ်ဝန်တွေပြောတာတော့နှလုံးဖောင်းပြီးတော့နှလုံးထဲမှာအပေါက်ရှိပါတယ်လို့ပြောပါတယ်ရှင်မွေးရပါလို့ပြောပါတယ်ကျမတို့တည်တာတော့9လလောက်ပဲရှိနေပါတယ်ရှင်အမောလွယ်ပြီးတော့ရတီဦးတို့အရင်ပိုရင်တို့ကလွယ်လွယ်လပ်လပ်မနေနိုင်ဘူးဆယ်ဝန်တွေပြောတာတော့အချိန်မကြာပါစေနဲ့လို့ပြောတယ်အမြင်ခွဲစိတ်ဖို့မှာထားပါတယ်ရှင်မြန်မာနိုင်ငံမှာဆိုရင်စိတ်မချဘူးပေါ့နော်နိုင်ငံခြားမှာဆိုရင်ခွဲစိတ်တဲ့အချိန်မှာစိတ်ချလို့ရပါတယ်ခလေးလေးကခွဲစိတ်လိုက်ရင်အရင်လိုမောတာတွေခဏခဏဖျက်တာတွေမရှိတော့ဘူးလို့ထင်ပါတယ်ပုံရမဲ့သူရှိပါရောကြားတဲ့အခါမှာတော့အရင်ဝန်တာပြီးဖျက်ချလို့တော့ပဲလို့ပြောပါတယ်ရှင်ကိုကြီးထောက်ပံ့ပြီးတဲ့လူတယောက်ချင်းစီတိုင်းဖျက်ချလို့တော့ဆက်ရပြီးတော့ရတဲ့ခင်လမ်းပြပြီးတော့မူပါလို့ဆုတောင်းပေးပါတယ်ရှင်မပြောပြနိုင်တဲ့ဘုံကြည့်ယူတင်ပါတယ်ရှင်